ဟိုးအဝေးမှာတောင်ပေါ်ကနေကြားတယ်ဒီကောင်အသေးလေးပါလက်မြင်နေရတယ်Ego Lounge ကိုရောက်ခံနေဒီလိုရေဒီကောင်လေးတွေတွေ့ရတယ်ရောက်ပါပြီရောက်ချင်တော့ကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့နေလေသာပြင်ဆင်ထားတဲ့နေရာကိုသွားပြီးနေလေသာစားကြပါတယ်လူရောက်40လောက်အတွက်အစားတော့ပြင်ဆင်ရတာဖြစ်တဲ့အတွက်နည်းနည်းနှောင့်နှေးရရှိတယ်ဆိုပေမဲ့အရသာကတော့ကောင်းပါတယ်ကျွန်တော်တို့နားနေတဲ့အဆောင်ရဲ့နောက်ကျောမှာအခုလိုရေတကုံရှိတယ်စမ်းချောင်းလေးတွေလည်းရှိရဗျအခုလိုနားနေတော့မှပဲမိုးကခဏနေတော့ရောက်ပါလေရောမိုးရွာတာကိုမိုးတင်ခဏဆောင်ပြီးကျွန်တော်တို့ကတောင်ပေါ်ရေတကုံကိုတောင်းပါပါဒါကအခြားဖွဲ့တွေကချောင်းထပ်ပန်းနေရင်းမျိုးချနေကြတာဗျပြောကြကြီးတောင်ပေါ်ရေတကုံရောက်ဖို့ဆိုရင်ဒီ Eco Lounge ရဲ့နောက်ကျောဘက်ကနေပြီးတော့မှtracking အနေနဲ့15မိနစ်20လောက်တော့သွားရတယ်ဗျလေကတစ်တော်နည်းနည်းပပတက်ရတယ်တိတ်တော့မတင်မှန်းပါဘူးဟိုမှာရေတကုံလှမ်းမြင်နေရပြီခဏနေတော့ရောက်တော့မှာပါတောင်ပေါ်ရေတကုံရောက်ပါပြီရေတကုံကအရန်သေးတဲ့ထဲမှာမပါဘူးဗျမိုးရင်းမလို့ရေပူများတယ်ထင်တယ်နောက်ပြီးတော့ရေတကုံကိုလိုက်ပူတာလည်းဒီပန်းလောင်ကြီးကို launch ကပဲစီစဉ်ပြီးတော့လမ်းပြနဲ့လိုက်ပူတာပေါ့နော်နောက်ပြီးကျွန်တော်တို့ဖွဲ့တွေရေစော့ကြဓာတ်ပုံတွေရိုက်ကြမယ်တော်တော်ပြောစရာကောင်းပါတယ်ခဏနေတော့ကျွန်တော်တို့အောက်ပြန်ဆင်းပါပြီပန်းလောင်မြစ်ထဲမှာကျွန်တော်တို့ရေကူးအောင်မှာဖြစ်ပါတယ်မိုးရင်းဘက်မလို့ထင်တယ်ဗျမြစ်ထဲမှာရေများတယ်ရေစီးတဲ့တော်တော်တန်တယ်တော်ရုံရေကူးတက်တဲ့သူဆိုရင်တော့life jacket မပါရင်တော့မကူးတင်ဘူးဗျကျွန်တော်တို့တော့ရေစီးနဲ့မျောပါမသွားရအောင်အဲ့မှာကျိုးတစ်ချောင်းချထားတဲ့ဟာကိုကျိုးအကုန်လုံးဝိုင်းပြီးတော့ကင်ထားတာဆွဲထားတာဗျခုမြစ်ကိုစံတက်ပြီးသွားမယ်နောက်ပြီးအထက်ဘက်ကရေတကုံကိုကြည့်ပြီးရင်ကျွန်တော်တို့ရေစီးနဲ့မျောချမှာဖြစ်ပါတယ်ဒီရေတကုံနားမှာခဏနာဓာတ်ပုံတွေရိုက်ကြတယ်ပြီးရင်တော့ကျွန်တော်ရေကြီးနဲ့မျိုးချကြပါတယ်
စားလို့မောတော့တင်လာစားတယ်ပြီးတော့ဝိုင်းကောင်းကြတယ်ပေါ့နော်နောက်ပြီးဒီလိုတန်လေးတစ်လုံးစီနဲ့နောက်ကြတယ်နံမိုးလေးတော့စုရမှာစုပြီးပြန်ဖို့ ready တောင်ဖြစ်နေကြပါပြီမနေ့ပြန်ခီးမှလည်းရှမ်းတောင်တန်းနေဝမ်းရထားတဲ့ Eco Launch ကလှချင်တိုင်းလှနေပါတော့တယ်ပန်းလောင်ကနေပြန်ပါပြီမိုးရမဲ့ဆိုတော့တင်းတွေကလည်းရန်ကိုလှနေတာ